ဆွေများအားလုံးကို YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့မျှဝေသွားမယ့်ခေါင်းစဉ်တွေကလူငယ်တွေအခုခေတ်မှာလေ့လာရမယ့်ပညာရပ်များဆိုတဲ့ခေါင်းစဉ်လေးကိုဆက်လက်မျှဝေသွားမှာဖြစ်ပါတယ်။ယနေ့မင်းမောက်ခေတ်လူငယ်တွေအတွက်ကျောင်းသင်ခန်းစာ Formal Education ဆိုတာအခြေခံဥပဒေဖြစ်ပါတယ်။ဤပညာနဲ့စီးပွားရေးပုံစံတွေအရှင်ဟောနဲ့ပြောင်းလဲလာတဲ့အတွက်တသက်တာတင်ယူမှု lifelong learning ကအောင်မြင်ဖို့အတွက်မရှိမဖြစ်လိုအပ်လာပါတယ်။လူငယ်တွေကျောင်းပြင်ပမှာအနောက်ဆက်တွဲလေ့လာတဲ့ပညာရေးကဏ္ဍများကိုလည်းဆက်လက်မျှဝေသွားမှာဖြစ်ပါတယ်။နံပါတ်1နည်းပညာနဲ့ digital ကျွမ်းကျင်မှု digital literacy ယနေ့ခေတ်အလုပ်ကိုင်တိုင်းဟာနည်းပညာနဲ့ကင်းကွာလို့မရပါဘူး။မိမိဝါဒနာပါရာအလုပ်အပြင်အခုဖော်ပြသွားမယ့်ပညာရပ်နယ်တွေကိုလည်းတွဲဖက်လေ့လာသင့်ပါတယ်။ Artificial Intelligence AI ကိရိယာတွေကိုအသုံးပြုပြီးအလုပ်တွင်ကျအောင်လှုပ်ဆောင်တတ်ခြင်း Data Literacy အချက်အလက်တွေကိုဖတ်ရှုနားလည်ပြီးဆုံးဖြတ်ချက်ချတတ်ခြင်း Basic Coding ကွန်ပျူတာနည်းပညာရဲ့အခြေခံသဘောတရားများကိုနားလည်ထားခြင်းနံပါတ်2ပျော့ပြောင်းသောကျွမ်းကျင်မှုများ Soft Skills ဒီရချင်းတွေအတွက်စိတ်ရုပ်တွေ AI တွေအစားထိုးလို့မရတဲ့လူသားဆန်တဲ့စွမ်းရည်တွေဖြစ်ပါတယ် Critical Thinking ကိစ္စရပ်တစ်ခုကိုဘယ်ပေါင်းစုံကနေဝေဖန်ပိုင်းခြားစဉ်းစားနိုင်စွမ်း Communication ထိရောက်တဲ့ဆက်သွယ်ပြောဆိုမှုနဲ့လူမှုဆက်ဆံရေး Emotional Intelligence EQ မိမိရဲ့စိတ်ခံစားမှုကိုထိန်းချုပ်နိုင်ပြီးသူတစ်ပါးကိုစာနာနားလည်နိုင်စွမ်းနံပါတ်3ဘန္ဒာရေးဆိုင်ရာအသိပညာများကျောင်းအများစုမှာဒီပညာရပ်ကိုထည့်သွင်းသင်ကြားလည်းမရှိပါဘူးဒါပေမဲ့လက်တွေ့ဘဝအတွက်အလွန်အရေးကြီးပါတယ်ငွေကြေးစီမံခန့်ခွဲမှုဝင်ငွေထွက်ငွေမျှတအောင်သုံးစွဲတတ်ခြင်းယင်းနှိမ့်မြုပ်နှံမှုငွေကိုအိမ်မနေစေပဲတူးပွားအောင်လှုပ်ဆောင်တတ်တဲ့နည်းလမ်းများအခွန်နှင့်စီးပွားရေးသဘောတရားတိုင်းပြည်ရဲ့စီးပွားရေးလေပတ်ပုံကိုနားလည်ထားခြင်းနံပါတ်4ဘာသာစကားကျွမ်းကျင်မှုဘာသာစကားတစ်ခုတည်းပို့ပြီးတမ်းမြောက်ထားတာအခွင့်အလမ်းသစ်စီကိုတွားတဲ့တကပေါက်ဖြစ်ပါတယ်အထူးသဖြင့်အင်္ဂလိပ်စာကျွမ်းကျင်မှုဟာကမ္ဘာတဝန်းကဗဟုသုတတွေကိုရှာဖွေဖို့အတွက်အဓိကတွက်ချက်ပဲဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်လူငယ်တွေအနေနဲ့ပညာရေးဆိုတာဘွဲတစ်ခုရယူနဲ့မပြီးသေးပါဘူး Unlearned, Relearned ဆိုတဲ့အတိုင်းမိမိတည်ထားတဲ့အချက်လက်ဟောင်းတွေကိုလွတ်ချဖျက်ချလိုက်ပြီးအတစ်တွေကိုတဖန်အမဲဖြည့်တင်းနေဖို့လိုအပ်ပါတယ်အဲ့ဒီတို့ကြောင့်လူငယ်များအလုံးမိမိစိတ်ဝင်စားတဲ့ပညာရပ်များကိုအမြဲတမ်းစီးပူးလေ့လာရင်းတိုးတက်အောင်မြင်တဲ့လူငယ်ဘဝများကိုပိုင်ဆိုင်နိုင်အောင်ကြိုးစားကြပါစို့လို့ဝေမျှပေးလိုက်ပါတယ်အဆုံးအထိနားထောင်ပေးသည့်အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီလိုမျိုးတန်ဖိုးရှိတဲ့ဗီဒီယိုများကိုဆက်လက်နားဆင်နိုင်ဖို့ရန်အတွက်ကျွန်တော်ရဲ့ YouTube Channel လေးကိုလည်း Subscribe လုပ်ထားပေးဖို့ရန်အတွက်တောင်းဆိုချင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်